ဇွန်လ10ရက်နေ့မှာရုပ်တင်ပြသမဲ့ရုပ်ရှင်ဇာတ်ကားကြီးကတော့မြို့ပြည်တို့ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ် ။ရေမူစီထိုးရေက ဟောစီတရောင်းတာစိတ်ကားသမားနေ ရေမစီမလီမစားရေမသေးမလီမစားလုံးမူလာကလုံးမူလာကပတ်စီပါစီပေါ်ခြင်းပါစီ ဒီဇာတ်ကားကြီးမှာအထူးခြားဆုံးကတော့အကယ်ဒမီမင်းသားများဖြစ်တဲ့အကယ်ဒမီနေတိုးနဲ့အကယ်ဒမီမြင့်မြတ်မင်းသားနှစ်လက်ရဲ့တရုပ်ဆောင်မှုတွေကိုကြည့်ရှုခန်းစားရမှာဖြစ်ပါတယ် ရသမားတွေအားလုံးရှင်းနေနော်မိမဦးစီးတဲ့အရက်ဆိုင်ဆိုပြီးပထိမဲ့မြင်စော်ကားဖို့တော့မစင်စားဘူးမိမဦးတော့လှည့်ကြည့်ကြောက်ကြည့် ဇလန်းစညွန်တဦးမောင်ဒရိုက်တာအကယ်ဒမီဝင်းလွင်ထက်ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ် မင်းစိတ်ကိုလျှော့တာနော်အသက်ကိုဝအောင်ရှူမင်းရဲ့တဏှာတွေကိုထိန်းထားလိုက်စမ်းထိန်းထားလိုက်စမ်း ဘယ်ကညိုကြီးရဲ့ဘဘကဖိုးကြီးဒီရက်ကွက်မှာပဲနေကြတာလေတိတ်တော့အယောမဝင်နဲ့ မင်းတို့နဲ့ပြမပဲအားငယ်စိတ်တရားလေဟုတ်ရှင်မျိုးကြသွားတာ မြို့ပြည်တို့ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်တဲ့တရုပ်ဆောင်များကတော့အကယ်ဒမီနေတိုးအကယ်ဒမီမြင့်မြတ်ခင်လိုင်းတိန်းလင်းဆိုးအကယ်ဒမီစိုးမြတ်သူစားအကယ်ဒမီမယ်လိုဒီအကယ်ဒမီခင်ဝင်းဝါတင်းတဲ့ဘူပတ်စီဆိုးအထူးဧည့်သည်တရုပ်ဆောင်ထူအောင်ဝါဆိုမိုးဦးအန်ဆိုင်လူနဲ့ကံကောင်းတို့ပါဝင်ထားပါတယ် မတင်တော့မဟုတ်ဆန္ဒရဲ့မကြီးကိုမကားရှိရလေကိုကကားပိုင်နေ ကိုကြီးရေဘူးကိုကိုယ်တိုင်ထမ်းပြီးယူလာတယ်အားနောင်စရာကိုယူရ အာမနာပါနဲ့ကောင်လေးကဖင်ပေါ့တယ် ဒီရုပ်ရှင်ဇာတ်ကားကြီးကိုဇွန်လ10ရက်နေ့မှာမြန်မာတပြည်လုံးရုံတင်ပြသသွားမှာဖြစ်ပါတယ်။တွားရောက်အားပေးကြည့်ရှုကြဖို့မမေ့နဲ့အောင်တော့ မင်းကိုချစ်တဲ့ကြောင်းတွေပြောချင်လို့နားဆင်ပေးပါအောင်ကိုချစ်ဆုံး ငါနဲ့ကိုချစ်နေမှသိရလားနဲ့ငါ့ကိုပြန်မချစ်ပဲဆန္ဒဦးရဲ့ချစ်ကိုရဖို့အသေးတိုင်ကြိုးစားနေရမင်းကတော့ မင်းကနေတိုင်းစနာဦးလေးကိုကားနဲ့လိုက်ပြီးရမယ်ဆိုတဲ့သဘောပေါ့အေးဆိုမနေ့ကမှရောက်တယ်ဒီနေ့ဒီလိုအနေကဖြစ်သွားပြီလားအေးဆို ဒီမှာဒီကားအနက်တိတ်မကောင်းဘူး ဟာပြင်းလို့ပါညိုကြီးညိုကြီးဟမ်ပြောသွားဆိုတော့လည်းငါတုံရကြနေတော့မယ်အရေးတမဒီကားရမျိုးမင်းညိုဖြစ်တယ်မင်းညိုမင်းညိုမင်းညိုကလေးကကျ မင်းကိုမင်းတိတ်ပြီးထင်ကြီးနေနဲ့နော်ရောမင်းရဲ့ထင်မဲ့ထင်တဲ့ကောင်စန္ဒာနဲ့ငါရဲ့ပတ်သက်မှုကိုမင်းကိုပြောပြလိုက်မယ်ဆိုရင်မျက်ရည်ဘူးသီးလုံးကြောက်အောင်မယ်မင်းနားလေလားရောက်မင်းတော်တော်ဆိုးတယ်ငါအချစ်ကိုကာလာဆိုးတယ်နောက်ဆုံး